သမရမလုံးရလို့ဘသူပြောလဲငါဥပဒေပုံမှန်လို့ခေါ်မယ်ငါစကောစားလုံးလို့အားလိုက်တော့အကြောက်တရားနဲ့မြားလုံးမရတော့စူနောင်မှာတောင်တောင်မြည်တော့ပြည်သူတွေရဲရဲတောင်သူနဲ့တေးဘယ်သူကိုမေးမေးစူအဖို့အဖေဘာကုန်းဆောင်တော့မြန်မာတွေငါပြူကပဲပြည့်ရသေးအော်ပါရဲ့လေစူရဲ့အဖေကာကွယ်ခဲ့တော့မြန်မာပြည်ဘာကြောင့်မို့ကပါစင်တဲ့အောက်တန်းကိုရောက်နေ